ကျမရင်းနဲ့ညီညွတ်ပြီးအလွယ်တကူလှုပ်ရှားနိုင်တဲ့အရသာရှိအသီးဟင်း၃မျိုးအားလုံးပဲမင်္ဂလာပါထောက်ပွန်ပရိသတ်တို့နေကောင်းကြလားရှင်လိမ္မောဂျယ်လီပူတင်လေးဤဆက်ညံ့ညောပြီးအမြင်လဲလှသလိုအရသာလည်းရှိတဲ့ဂျယ်လီပူတင်လေးကိုအခုလိုမျိုးအလွယ်တကူလုပ်နိုင်ကြောင်းဖော်ပြပေးလိုက်ပါတယ်အဲ့ခံဖို့လဲတင့်တော်ပြီးအပြင်းပြေလှုပ်ရှားဖို့လဲလွယ်ကူတဲ့အတွက်တိထားတဲ့ဟင်းလေးတစ်မျိုးပဲဖြစ်ပါတယ်နော်အရင်ဆုံးကိုကြိုက်နေတဲ့လိမ္မောရည်တဲ့ကိုအိုးထဲထည့်ပြီးကြိုထားလိုက်ပါပြီးတဲ့အခါမှာတော့ဂျယ်လီတင်ခေါ်ကြောက်ကြောမှုလေးအနှဲငယ်ထည့်ကောင်းအိုးထဲမှာကောင်းကောင်းမှွေပေးလိုက်ပါဒါဆိုရင်တော့ဂျယ်လီပူတင်ပြုလုပ်ဖို့အကောင်းဆုံးဖြစ်သွားပြီပဲဖြစ်ပါတယ်ပြင်ဆင်မဲ့ခွက်ထဲမှာလိမ္မောဖက်လေးတွေထည့်ပြီးကြိုထားတဲ့လိမ္မောဂျယ်လီရည်လေးကိုထည့်လိုက်ကောင်အေးခံလိုက်ပါမယ်အဆုံးသတ်မှာတော့အခုလိုမျိုးဣတုံနေတဲ့ဂျယ်လီကြောက်ကြောလေးကိုရလာမှာပဲဖြစ်ပါတယ်အပေါ်ရံမှာအရသာပိုရှိအောင်အခုလိုမျိုးအုံနိုလေးဆန်ပြီးတင်လိုက်ရင်တော့အမြင်လဲလှပြီးစားလို့လဲဂရင်းရှင်းမဲ့လိမ္မောဂျယ်လီလေးကိုအလွယ်တကူရရှိပြီပဲဖြစ်ပါတယ်တခွားသည့်ကင်ချီထမင်းဖြူနဲ့ပဲတွဲစားမလားခောက်ဆွဲနဲ့ပဲတွဲစားမလားအရသာရှိပြီးစားသမားကိုမိန်စေမဲ့ကင်ချီလေးဖြစ်တဲ့ကိုရီးယားတခွားသည့်ကင်ချီကိုအိမ်ကနေစီးပွားဖြစ်အထိပြုလုပ်နိုင်စေဖို့အခုလိုမျိုးပဲဖော်ပြပေးလိုက်ပါတယ်အရင်ဆုံးလက်ဆက်ပြီးကျွတ်ရနေတဲ့တခွားသည့်တွေကိုအလဲကနေထက်ချမ်းပိုင်းပြီးသွားရင်အခုလိုမျိုးအမြောင်းလေးတွေဖြစ်အောင်လှိပြီးသွားပြီဆိုရင်တော့စားနဲ့နိုင်နေပြီးအရည်တွေကိုညှစ်ထားပေးရပါမယ်ပြီးရင်တော့တနားရီလောက်အချိန်ပေးပြီးနှက်ထားလိုက်ပါတခွားသီးထဲမှာထည့်နှက်ဖို့အတွက်အနှစ်ကိုစက်သွန်နီမုံလာဦးနီနဲ့စက်သွန်မိတ်တို့ကိုပပလှီးထည့်ပြီးစက်သွန်ဖြူငရုတ်သီးမှုန့်နဲ့အတူဘဲငှက်ပြာရည်နဲ့ရှာလကာရည်တို့ကိုထည့်ပြီးပြားရည်အနှဲငယ်ထည့်ပါနှမ်းလေးဖြူပြီးတော့အားလုံးကိုနှိပ်ပေးလိုက်ပါရှင်တမပြီးအရသာတွေအကုန်စိတ်ဝင်သွားပြီဆိုတဲ့အခါမှာတော့နှက်ထားတဲ့တခွားသီးလေးတွေကိုအရသာတွေထည့်သိပ်ပြီးတညလောက်စိန်ထားလိုက်ရင်ရပါပြီမနက်ရောက်တဲ့အခါမှာတော့အနက်အရသာနဲ့ပြည့်စုံပြီးစားလို့ကောင်းတဲ့တခွားသီးကင်ချီလေးကိုရရှိလာမှာပဲဖြစ်ပါတယ်လွယ်ကူလုံးလုံးအိမ်မှာအများနဲ့လိုက်လုံစားကြည့်ကြပါနော်စက်သွန်ဒီအသားညံ့ကျမ်းမာရေးကောင်းစီတဲ့အစားအစာတွေထက်ကတစ်ခုဖြစ်တဲ့ဂျပန်နိုင်ငံရဲ့ကျမ်းမာရေးလိုက်စားသူတွေအများဆုံးစားကြတဲ့စက်သွန်ဒီအသားညံ့မှုလေးကိုအိမ်မှာလွယ်တကူလှုပ်ရှားနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်အရင်ဆုံးနိုင်ငံခြားဖြစ်စက်သွန်ဒီဦးကြီးတွေကိုရလာပြီးဆိုရင်တော့အခုလိုအပြားလိုက်လှီးပြီး၄ချမ်းလောက်လှီးထားလိုက်ပါပြီးတဲ့အခါမှာတော့အသားအတွက်ဝက်သားကြိတ်သားတွေကိုနန်းနန်းပင်တက်တောက်ဆင်းပြီးထည့်မယ်နောက်တော့စက်သွန်ဒီပပလှီးထည့်ပြီးပြောင်းကော်မှုလေးအနှဲငယ်ထည့်မယ်ရှင်ပြီးရင်တော့အခုလိုမျိုးစားနဲ့ငရုတ်ကောင်းတို့ကိုထည့်ပြီးတကြားခဲအစားထိုးအုံးစီအချို့ကိုအသုံးပြုကောင်ရေလေးနည်းနည်းထည့်ပြီးအားလုံးကိုတမနေအောင်မှွေလိုက်ပါမယ်ပြီးတော့ရင်တော့လှီးထားတဲ့စက်သွန်ဒီချက်ကြီးတွေနဲ့ညှပ်ပြီးကြော်လို့ရပြီဖြစ်ပါတယ်ရှင်ဒီအတိုင်းလေးအရသာရှိပေမဲ့ပိုပြီးစားမိစေဖို့အတွက်ကြာညို့နဲ့ပင်ကပြာရည်ရှာလာကာရည်တို့ကိုတကြားခဲလေးနဲ့အတူဖြော်ကောင်ကြော်ထားတဲ့စက်သွန်ပြားနဲ့အတူလောင်းချလိုက်ရင်ရပြီဖြစ်ပါတယ်ဒါဆိုရင်တော့အဆုံးသတ်မှာအနက်အရသာနဲ့ပြည့်စုံတဲ့စက်သွန်ဒီဝတ်သားညှပ်မုတ်လေးကိုရရှိလာပြီပဲဖြစ်ပါတယ်ကျွန်မခုတင်ဆက်ပေးခဲ့တဲ့ဟင်းနေရာတွေထဲမှာပရိသတ်တို့ရဲ့အကြိုက်နဲ့ထပ်တူကြမယ့်ဟင်းနေရာတွေရှိရင်လည်းပြောပြခဲ့ဦးနော်ထောက်ဝါမှာတင်ဆက်ပေးခဲ့တဲ့မုံလုံးနီတွေထဲမှာဘယ်မုံလုံးနီကိုအကြိုက်ဆုံးဖြစ်မလဲရှင်အိမ်မှာရောကိုယ်တိုင်လိုက်လို့စားကြည့်ပြီးပြီလားဆိုတာခေါမမှာဆွေးနွေးပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးလွယ်ကူရုပ်ရှင်မုံလုံးနီတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ